အရာရှိကမြေပြင်ပေါ်ကျသွားတဲ့တကြားလုံးကိုကောက်ယူပြီးစစ်သားတယောက်ရဲ့ပါဇက်ထဲအတင်းထိုးထည့်လိုက်ပါတယ်ထိုစစ်သားဟာအရှက်ရသွားပေမဲ့နိုင်ငံတော်ကနေထွက်ပြေးဖက်ပြောင်းမှုကြံစီနေတာကြောင့်ဘာမှမပြောရဲခဲ့ပါဘူးညံ့နက်လို့လူတိုင်းအိမ်မောကြနေချိန်မှာသူဟာလေဝင်လေထွက်ပေါက်ကနေတဆင်စခန်းထဲကနေခိုးထွက်လာခဲ့ပါတယ်ပြီးနောက်ကြိုတင်တူးထားတဲ့မြေအောက်လိုင်းကူထဲကိုငုံရှိုးဝင်ရောက်ပြီးခြံစည်းရိုးကိုတိတ်တဆိတ်ဖျက်ကျော်ခဲ့ပါတယ်နောက်ဆုံးမှာတော့မိုင်းကွင်းထဲကိုရောက်ရှိသွားပါတယ်သူဟာတစ်သားချောင်းကိုအုံပြုပြီးမြေမြုပ်မိုင်းတွေရှိတဲ့နေရာကိုမှတ်သားကမိုင်းတွေကိုရှောင်ကွင်းနိုင်ဖို့မြေပုံတစ်ခုဆွဲခဲ့ပါတယ်။နေဆက်ကိုလှမ်းကြည့်ရင်သူ့ရဲ့မျက်ဝန်းတွေဟာမျောလင်းချက်တွေနဲ့ပြည့်နေနေပေမဲ့အဲ့ဒီအချိန်မှာပဲမြေမြုပ်မိုင်းတစ်ခုပောက်ကွဲသွားပါတယ်။တကယ်တော့တောဝက်တကောင်ကြောင့်ဖြစ်နေတာပါစစ်သားဟာလူမိသွားမှစိုးရိမ်တာကြောင့်စခန်းကိုအမြန်ပြန်လာခဲ့ပါတယ်။နောက်နေ့မှာတော့သူဟာခွင့်ပြုချက်လက်မှတ်တူတစ်ခုကိုလုပ်ပြီးအရာရှိရဲ့ရုံးခန်းထဲကိုခိုးဝင်သွားပါတယ်။ကလောက်နဲ့အချောင်းလေးကိုတုံးပြီးဘီရိုကိုဖွင့်ကလက်မှတ်ပေါ်မှာတစိမ့်တုံးထုခဲ့ပါတယ်။အဲ့ဒီနောက်မှန်ပြောင်းတဲ့အကဲခတ်ကြည့်တဲ့အခါပင်မတန်ကားကနေထွက်ခွာတာကအလုံးကြုံဆုံးဖြစ်မှန်သိလိုက်ရပါတယ်။ဒါကြောင့်သူဟာအရက်မူးနေတဲ့အရာရှိတယောက်ကိုကားပေါ်တင်ဖို့ကူညီပေးလိုက်ပါတယ်ပြီးတော့သူကဒရိုင်ဘာဖြစ်ဟန်ဆောင်ပြီးတကားစီကိုကားမောင်းထွက်ခဲ့ပါတယ်။ရုတ်တရက်အရာရှိနိုးလာတဲ့အခါစစ်သားဟာတကိုယ်လုံးချွေးတွေပြန်လာခဲ့ပါတယ်။ကန်ကောင်းထောက်မစွာနဲ့အရာရှိကရေးပဲတောင်းတာကြောင့်စစ်သားကချက်ချင်းပဲကမ်းပေးလိုက်ပါတယ်။အဲ့ဒီလိုနဲ့သူဟာစခန်းထဲကနေအောင်မြင်စွာထွက်ခွာနိုင်ခဲ့ပြီးအရာရှိကိုတော့တောထဲမှာထားရစ်ခဲ့ပါတယ်ဒါပေမဲ့စစ်သားထွက်လာပြီးတိတ်မကြခင်မှာပဲကားကစီကုံသွားပါတယ်တစ်ဖက်မှာလည်းစစ်တပ်ကနောက်ကနေလိုက်လာနေပါပြီဖမ်းမိခြင်းမခံရအောင်စစ်သားဟာတက်နိုင်သမျှအမြန်ဆုံးပြေးခဲ့ရပါတယ်ပြီးနောက်မြစ်ထဲကိုခုန်ချပြီးအောင်မြင်စွာထွက်ပြေးနိုင်ခဲ့ပါတယ်နေဆက်ဒေသကိုရောက်တဲ့အခါသူဟာဗတ်ပြောင်းခိုလုံသူတွေစီဖုန်းဆက်လိုက်ပါတယ်ဒါပေမဲ့အရာရှိကနောက်ကနေမိလာခဲ့ပါတယ်စစ်သားဟာထွက်ပြေးဖို့ကြိုးစားပေမဲ့အရာရှိရဲ့တနက်နဲ့ပစ်ချင်းကိုခံလိုက်ရပါတယ်ဒါပေမဲ့သူဟာနေဆက်မြင်းကိုဖျက်ကျော်နိုင်ရင်အသက်ရှင်မဲဆိုတာတိတဲ့အတွက်ပြင်းထန်တဲ့နာကျင်မှုကိုအောင်ရဲပြီးရှေ့ကိုဆက်ပြေးခဲ့ပါတယ်။အဲ့ဒီနောက်အရာရှိကသူ့ကိုနောက်တစ်ကြိမ်ထပ်မံပစ်ခတ်ပါတယ်။စစ်သားဟာစိတ်ပြအားငယ်စွာနဲ့နေဆက်မြင်းကိုထိတွေ့နိုင်ဖို့လက်ကိုဆန့်တန်းလိုက်ပါတယ်။နေဆက်မြင်းကိုထိမိတဲ့ခါကျမှပဲသူစိတ်အေးသွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲနေချားဆောင်စစ်သားအတော်များများဟာတနက်ကိုစီနဲ့ရောက်လာကြပါတယ်။အရာရှိဟာစစ်သားကိုတိတ်တဆိတ်စိုက်ကြည့်ပြီးနောက်ဆုံးမှာတော့လှည့်ပြန်သွားပါတော့တယ်။